ဒီဘက်ပြည်သူများရှင်ကျွန်မသတင်းစာလေးမှာပြောခဲ့သလိုပေါ့နော်2025မှာဆိုရင်အကွဲပြဲဇလန်တွေအများကြီးကြားရမယ်ဘတ်တူတဲ့သူတွေပဲကွဲပြဲကြတာများမယ်ပေါ့နော်အဲ့လိုအခြေအနေမှာဆိုရင်အခုဒီ NLD နဲ့ CRPH ကလည်းကွဲပြဲတဲ့ဇလန်လေးတစ်ခုထွက်လာပါရဲ့ရှင်အဲ့လိုကျွန်မအချင်းချင်းပြီးတော့နည်းငယ်ပြောပြပါမယ်ရှင်မေလ24ရက်နေ့မှာဆိုရင်မဲဆောက်က My House ဆိုတဲ့စားတောက်ဆိုင်မှာ2021ကိစ္စရပြီးမှာပေါ့နော်မြန်မာနိုင်ငံကနေဖျက်ပြေးတိမ်းရှောင်သွားကြတဲ့ NLD CEC အချို့နဲ့အတွင်းမှုတွေပြီးတော့မဲဆောက်ရောက်တဲ့လွှတ်တော်အမတ်တွေလွှတ်တော်အမတ်ဟောင်းတွေပေါ့နော်သူတို့ဟာဆိုရင်ဒုတိယအကြိမ်တွေ့ဆုံပြီးတော့အစည်းအဝေးပွဲလေးကိုကျင်းပခဲ့ပါရှင်အဲ့ဒီအစည်းအဝေးပွဲလေးကို CRPH ကနေပြီးတော့ကျင်းပတာဖြစ်ပါတယ်အဲ့ဒီအစည်းအဝေးပွဲမှာဆိုရင် NLD ပါတီကနေပြီးတော့ပါတီဝင်အမတ်ဟောင်းတွေပေါ့နော်ဒီကနေပြီးတော့မြန်မာနိုင်ငံကနေ2020နောက်ပိုင်းမှာထွက်ပြေးသွားတဲ့သူတွေလည်းတက်ရောက်ကြပါရှင်ပြည်စုံပွဲမှာဆိုရင်လည်း CRPH အတွင်းမှုဦးထွန်းမြင့်ကသူတို့အဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေရှင်းပြပါတယ်ပြီးတော့တက်ရောက်လာတဲ့အမတ်တွေကလည်းမေးခွန်းတွေမေးတဲ့အခါမှာဖြေကြတာပေါ့ရှင်အဲ့လိုဖြေပြီးတော့အစည်းအဝေးတက်ရောက်လာတဲ့အမတ်ဟောင်းတွေထဲမှာဆိုရင် ARD တိုင်းကပြည်သူ့လွှတ်တော်အမတ်ဟောင်းတူကပါဝင်လာပါရှင်သူကဆိုရင် NLD ရဲ့လက်ရှိအခြေအနေကိုဦးဟန်တာမြင့်စီကိုတိုက်ရိုက်မေးမြန်းခဲ့ပါတယ်အဲ့ဒီမှာဦးဟန်တာမြင့်ပြောသွားတဲ့စကားကသူတို့တလောကလုံးလှုပ်ခတ်ပြီးတော့ငလင်လှုပ်သွားစီတယ်ရှင်သူတို့လှုပ်သွားတဲ့ငလင်ကကျွန်မနိုင်ငံမှာမတ်လ28ရက်နေ့မှာလှုပ်သွားခဲ့တဲ့ 7.7 ရှိတဲ့ငလင်ထက်တောင်ကျန်းသေးတယ်သူကတန်းကြော်တယ်တန်းကြော်တယ်အဲ့လောက်တိကိုပြင်းပြင်းထန်လှုပ်ပြီးတော့နှစ်ချမ်းကွဲသွားတာအဲ့လိုဖြစ်သွားတာရှင်အဲ့ဇလန်သူဘာပြောလိုက်တာလဲဆိုတော့သူတို့ NLD ရတဲ့ CRPH နဲ့မပတ်သက်ဘူးတဲ့ NLD မူဝါဒနဲ့ CRPH ဒီလုံးဝသက်ဆိုင်ခြင်းမရှိဘူးပေါ့နော် CRPH က NLD မူဝါဒနဲ့မကိုက်ညီဘူးပေါ့သူတို့ရဲ့လှုပ်ဆောင်ချက်တွေဟာအကြမ်းဖက်ကိုသွားတယ် NLD ကဆိုရင်အကြမ်းဖက်တဲ့နီလန်ကိုကျင့်သုံးတဲ့စသဖြင့်ဆိုပြီးသူကပြောကြားသွားခဲ့တယ်ရှင်ပြောလိုက်တဲ့စကားလေးကရိုးရှင်းရှင်းလေးပဲဒါပေမဲ့ငလင်းလှုပ်သွားတာတော့တော်တော်ကြမ်းသွားတယ်ပေါ့နော်ဒီကကျွန်မတို့ငလင်းလှုပ်တဲ့အတိုင်းကြားလိုက်တော့ဝုန်းဆိုပြီးတော့မဲဆောက်မှာလှုပ်သွားတယ်ငလင်းပေါ့ရှင်အဲ့လိုမျိုးဖြစ်သွားခဲ့တာရှင်ဒီတော့မဲဆောက်မှာပေါ့နော်ဒီ NLD အမတ်တွေကြားထဲမှာလှုပ်သွားခဲ့တယ်တန်းကြော်တဲ့တန်းပုံစံပေါ့တန်းလို့11လောက်တော့ရှိမှမသိပါရှင်တော်တော်ကျန်းတဲ့ငလင်ကြီးရပါပေါ့နော်ဘာဖြစ်လာလဲဆိုတော့ NLD တွေကအဲ့ဒီဦးဟန်တာမြင့်နဲ့ပတ်သက်ပြီးတော့နောက်ကျောင်းဖော်တာတွေဦးဟန်တာမြင့်နိုင်ငံရေးသမိုင်းကျောင်းတွေကိုမြေခံတဲ့ကိစ္စတွေပြုလုပ်လာပါရဲ့ရှင်ဦးဟန်တာမြင့်နေနေရတဲ့ဒီ NLD ပြောတာပေါ့နော်ဦးဟန်တာမြင့်ကတဲ့အခုကြမှာပေါ့နော်အခုကြမှာ CRPH နဲ့ NLD မသက်ဆိုင်ပါဘူးပြောရအောင်တဲ့ဒီ NLD ရဲ့ page လေ NLD page ကိုခိုးသွားတဲ့သူကနေဖုံးလက်ပေါ့နော်ကိုနေဖုံးလက်ပေါ့ကိုနေဖုံးလက်ဆိုတာဦးဟန်တာမြင့်ရဲ့တမတ်ဖြစ်နေတယ်အဲ့ဒါဦးဟန်တာမြင့်သူ့သမီးလေးကမတ်ပြုံးတာမြင့်လို့တော့သိရတယ်နမေလေးကချစ်စရာလေးပါရှင်သူ့ရဲ့အမျိုးသားကိုနေဖုံးလက်ပေါ့နော်အဲ့တော့သူတို့ကြားထဲမှာရှိနေတဲ့ချီထုံးရလဲတော်တော်ကြီးမားဆိုတာကြောက်လန့်စရာကောင်းနေရှင်သူတို့ကြားထဲမှာတော်တော်ကိုရှုပ်ထွေးမှုတွေရှိခဲ့တာသူတို့အစိုးရအဖြစ်နဲ့တောင်းဝန်ယူခဲ့တဲ့ကာလကလေးကငွေကြေးရှုပ်တော်ပုံတွေလက်ပေးလက်ယူကိစ္စတွေအများကြီးရှိခဲ့တာတွေအခု NLD မှာကြံခဲ့တဲ့သူတွေ NLD နဲ့ပတ်သက်ခဲ့တဲ့သူတွေအစားဆုံးပြန်ဖော်နေကြပြီရှင်အဲ့ဒီလိုဖော်ရတဲ့မှာဆိုရင်ဒီ Facebook မှာ NLD ကတော့ဆန်းဆန်းမော်ဆိုရင်မျိုးမျိုးဖော်တာတော့တော်တော်ကြမ်းကြမ်းတက်တက်ပဲတော်တော်တိတိကျကျပဲရှင်ဒီလားအဲ့ဒါလေးကတော့ကျွန်တော်တို့စခွင့် short လေးယူထားပါရှင်အခုတစ်ထိုင်နဲ့ပြောပြလို့ရှင်ဒီဘက်ပြည်သူတို့တော်တော်ကြီးကိုနိုင်ဝက်စာလောက်နားထောင်ရမှာရှင်ဒါကြောင့်ကျွန်တော်တို့ကပေါ့နော်ကျွန်မရဲ့ personal account လေးမှာတင်ထားတယ်ကျွန်တော်တို့ prime media မှာတော့မတင်တော့ပါဘူးဒါကြတော့တို့အချင်းချင်းပြောကြားထားတဲ့စကားတွေဖြစ်တဲ့အတွက်ပေါ့နော်ကျွန်မ sniper super personal account လေးမှာတော့တင်ထားတယ်ဒါ personal အနေနဲ့ပြန်လဲမျှဝေတာကျွန်မ media အနေနဲ့ပြန်လဲမျှဝေတာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကဖတ်ကြည့်ပါရှင်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးတော့သူတို့ကြားထဲမှာဖြစ်တဲ့ပြဿနာဒီဒေါ်ဆဆန်းမော်ပြောထားတဲ့အချိန်မှာပေါ့နော်စိတ်ဝင်စားဖို့ကောင်းတာနည်းနည်းလေးတော့ကျွန်မပြောပြမယ်ရှင်ဒီမှာသူရေးထားတဲ့အတိုင်းကျွန်မပြသပါမယ်မဲဆောက်မှာရောက်နေတဲ့အဲ့ဒီအစည်းအဝေးတက်ရောက်ခဲ့တဲ့ NLD အမတ်တွေကတဲ့ CRPH ကဦးဆောင်နေတဲ့နိုင်ငံရေးလူရုပ်မာတွေလိန်ညာမှုတွေကိုဆက်ပြီးတော့ဖုံးကွယ်ဖို့မကြိုးစားပါနဲ့တော့တဲ့ရှင်တို့တွေပါ CRPH ကသူရေးထားတဲ့ကျွန်မဖတ်ပြအောင်တော့သူကဥတွေကိုတွေမတက်ထားတော့အောင်ကြည်ညွန့်နဲ့ထွန်းမြင့်တဲ့စင်မအောင်တွင်ကိုလက်တို့လိုတခိုးတွေနိုင်ငံရေးလူရုပ်မာတွေနဲ့အတူနိုင်ငံရေးသင်ချိုင်းမှာရောပါပြီးအမြုပ်ခံရမယ်ဆိုတာသိထားကြပါဆိုပြီးတော့ပြင်းထန်စွာပြောဆိုထားပါရှင်အောက်မှာစန်းစန်းမော် NLD 29ရက်5လ2025ဆိုပြီးတော့ရက်စွဲနေကိုအတိအကျသူကပြောဆိုထားပါရှင်ဒီတော့မိဘပြည်သူတို့ရဲ့သတင်းလေးကတော့ NLD နဲ့ပေါ့နော် CRPH နဲ့အကွဲပြဲဇလန်းလေးပေါ့ရှင် NLD ကဒီဦးဟန်တာမြင့်နေနဲ့အခုချိန်မှာပေါ့နော်ဒီလိုစကားမျိုးဘာလို့ထုတ်ပြောလဲဆိုတာကတော့သူ့အရေးကိုသူပဲသိမှာပေါ့ရှင်သူပဲသိပါလိမ့်မယ်ဘာကြောင့်စောစောမပြောခဲ့တာလဲဆိုတဲ့ဟာလေသူ့အရေးကိုသူပဲသိမယ်ဒါအပြင်ကိုသူမြန်မာနိုင်ငံမှာပေါ့နော် NLD မှာတာဝန်ထမ်းဆောင်နေနိုင်ငံမှာလည်းတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်တုန်းကသူဘာလုပ်ခဲ့လဲဆိုတာလေသူ့အရေးကိုသူပဲသိမှာရှင်ပေါ့နော်ဒါပေမဲ့မသိနားမလဲတဲ့သူတွေရှေ့မှာတော့သူတို့ကဟီးရိုးလုပ်ပြီးတော့နိုင်ငံရေးမှာဂျင်လိုမျိုးလှုပ်ရှားခဲ့ကြတာရှင်ဒီတော့ဒါပေမဲ့အခုရှိတာဘာလဲဆိုတော့ပါတီရဲ့သဘောထားအရာပေါ့နော်ကျွန်တော်နိုင်ငံမှာကအခုကဒီမိုကရေစီရွေးကောက်ပွဲကစတော့မယ်ဆိုတဲ့ခါကျတော့ဒီမိုကရေစီအစိုးရတရက်တက်တော့မယ်ကျွန်တော်နိုင်ငံခေါင်းဆောင်တွေကလေသိလားတခြားနိုင်ငံခေါင်းဆောင်တွေမတူဘူးရှင်တော်တော်ကိုစိတ်သဘောထားနူးညံ့ပြီးတော့မြစ်တာတရားကြီးမာတယ်မပေါ့တဲ့လက်ထပ်ဆိုတဲ့ဒီလိုပဲသူတမရဖြစ်သွားပြီးရဲ့အချိန်မှာပြည်ပြေးတချို့ပြည်တဲကိုပြန်ဝင်လာခွင့်ရှားခဲ့တယ်ရှင်ကိုယ့်ရဲ့နိုင်ငံသားတွေပဲဆိုရင်စိတ်နဲ့မြစ်တာတရားနဲ့သူတို့ပြန်ဝင်လာမယ့်ကိစ္စကိုနိုင်ငံတော်ကခွင့်ပြုပေးခဲ့တာပေါ့နော်အဲ့တော့ဒီလိုကိစ္စရဲ့မျိုးတွေကိုသူတို့ဟာမျှော်လင့်ဟန်တူပါတယ်ဒါကြောင့်အခုတွေကနေပြီးတော့အချင်းချင်းရင်ဝကိုစုံကန်ကြတာပေါ့ရှင်နေကန်ငါကန်ကြတာပေါ့အဲ့တော့အကန်ခံရတဲ့သူတွေကလည်းဘယ်ခံမလဲရှင်ဟုတ်တယ်မလားအားလုံးမှာလက်နှစ်ဖက်စီပါတယ်တယောက်နှစ်ဖက်စီပါတယ်ဆိုတော့သူတစ်ချက်ကိုချက်ကန်ကြတာအဲ့ချိန်ကျတော့ဖြစ်လေတယောက်နဲ့တယောက်အောက်လုံးထိုးကြတယ်နိုင်ငံရေးအရာတတ်ကြပြီဆိုတဲ့ခါကျတော့တကယ်တမ်းကျွန်မမြင်တာကတော့သူတို့ NLD ရော CRPH ရော NUG ရောအားလုံးဟာနိုင်ငံရေးသိသွားခဲ့တာပဲရှင်။ဘာကြောင့်လဲဆိုတော့ဒီခရီးကိုတလေတဲ့ CV တခီးတဲ့သွားခဲ့ကြတာအစားပဲ။ NLD ကအမတ်ဟောင်းတွေကပဲ CRPH တွေဖြစ် NUG တွေဖြစ်ခဲ့ကြတာ။အခုကျမှဒီလေဟာငါတို့စီးခဲ့တဲ့လေမဟုတ်ပါဘူးဆိုပြီးလှေဝမ်းကိုထိုးဖောက်လိုက်တဲ့အချိန်မှာဒီလေမြုပ်တဲ့ခါကျတော့အကုန်ပါတာပေါ့ရှင်။ဘယ်သူကတုံပါလဲလေ။ NLD အနေနဲ့အခုချိန်ကျမှငါတို့က NUG နဲ့မသက်ဆိုင်ပါဘူးထပြောတော့ဘယ်သူကယုံပါလဲရှင်။မိဘပြည်သူတို့ယုံလား။ကျမလည်းမယုံဘူး။အဲ့လိုပဲသူတို့ NLD ချင်းချင်းလည်းမယုံရှင်။အဲ့ဒါမှမယုံလို့တကဘာလုံးကိုပတ်မေးကြည့်။တမိုင်းကြောင်းသိလို့ရှင်ဘယ်သူမှမယုံဘူး။ဘယ်သူမှမယုံတဲ့ကိစ္စရဲ့ကြီးကိုအခုကျမှနောက်ကျစွာနဲ့ထပြောတော့အကျိုးဆက်ကဘာဖြစ်သွားလဲဆိုတော့အချင်းချင်းခေါ်ကောင်လောက်တာပဲဖြစ်သွားတာပေါ့ရှင်နိုင်ငံရေးသိကုန်းကြတာပေါ့
ဒါပြင်သူတို့ကိုစံနမူနာရှင်နေကြတဲ့လူငယ်တွေရှိမှလည်းရှက်စရာဖြစ်တာပေါ့ရှင်ဟုတ်တယ်မလားကျွန်မပြောတာလေပြီးတော့တလေတဲ့စီးပြီးတခီးတဲ့သွားခဲ့ကြတာပဲလှေဝမ်းကိုဖောက်လိုက်တဲ့ခါကျတော့အားလုံးမြုပ်ပေါ့ပလုံးနဲ့အတန်တော်မြည်သွားသေးတယ်မမြုပ်ခင်ကျွန်မမြင်လိုက်တယ်ကျွန်မကြားလိုက်တယ်မိဘတို့ကြားလိုက်မှာပေါ့ပလုံးနဲ့အဖွဲလိုက်ကြီးအဲ့ဒီလှေကမြုပ်သွားတဲ့ခါမှာ NLD လည်းပါသွားတယ် CRPH လည်းပါသွားတယ် NUG လည်းပါသွားတယ် PDF တွေပါအစ်စ်ပါသွားသေးတယ်ဒီကြားထဲမှာမြန်မာနိုင်ငံမှာထိုင်ပြီးတော့တော်လန်ရေးဆိုတဲ့အရာကိုမစားရဝါခံမှာမျောလင့်နေပြီးတော့ NLD ကိုအစိုးရပြန်ဖြစ်မယ်လို့မျောလင့်နေတဲ့သူတွေပါအစ်စ်ပါသွားသေးတယ်ပလုံးဆိုပြီးမြုပ်သွားကြတယ်အကုန်လုံးတလန့်ဒါပဲဖြစ်တယ်ရှင်ဒါကြောင့်မစည်းလုံးခြင်းဟာအပြစ်တစ်ခုပဲကျွန်မတော့ user chat ကိုအများကြီးရှိတယ်စိုးတာပဲလို့ကောင်းတာပဲလို့စစ်စစ်လုံးသာလုပ်ကြကျွန်မအဲ့လိုပဲတွေ့တယ်ဘာကြောင့်လဲဆိုတော့ဟုတ်တယ်လေစစ်စစ်လုံးလုပ်ကြတရားတော်စစ်စာမဖောက်ကြနဲ့ဟုတ်တယ်ဗျာကျွန်မပြောရှင်းရှင်းလေးအမှန်တရားဆိုတာကမင်းတို့သိရဲ့အမှန်တရားနဲ့ငါတို့သိရဲ့အမှန်တရားတူကြအကြောင်းမရှိဘူးခါကြရင်အမှန်တရားမင်းတို့မှလည်းမှန်လို့ငါတို့မှလည်းမှန်နေရရှိတယ်ဒီတော့ကိုယုံကြည်ရလုပ်ပြီဆိုစစ်စစ်လုံးသာလုပ်ကြမစည်းလုံးသာလုပ်ကြမစည်းလုံးလို့ရှင်တော့ဘာဖြစ်လဲမြုပ်ပါပဲဒါကိုကြည့်ကျင်အပြင် NLD နဲ့ပေါ့နော် NLD နဲ့ CRPH နဲ့ NUG ရဆိုရင်တစ်ချိန်လုံးကတော့ပေါင်းစည်းခဲ့တာပဲဒါပေမဲ့အခုချိန်ကျမှတရားတော်သစ္စာမရှိဘူးငါလုပ်ရင်ပြီးရောဆိုတဲ့စိတ်ဓာတ်တွေကြောင့်ဒီလှေဟာဖောက်ခွဲခံအမှုကြောင့်လှေဝန်းဖောက်ခံပြီးတော့မြုပ်သွားခဲ့တာပဲရှင်။အဲ့တော့ကျမတို့သင်ခန်းစာယူရမယ်။သင်ခန်းစာယူရမယ်သိလား။ကျမတို့ဘက်ကလူတွေလည်းသင်ခန်းစာယူရမယ်။နိုင်ငံတော်ဘက်ကရက်တည်ရဲ့သူတွေမှလည်းစိတ်ဝမ်းခွဲတဲ့ကိစ္စလေးတွေမြင်ရတယ်။ဒါဟာစိတ်ပူစရာတစ်ခုပါပဲ။ဒါလေးကိုဆင်ခြင်ပြီးတော့ကျမတို့အတူတူဖြတ်တန်းခဲ့တဲ့တက်ကရက်တွေကိုသတိရရမယ်။ပြီးတော့ကျမတို့အတူတူစီးရဲ့လှေရဲ့ဝမ်းကိုမဖောက်ရဘူးရှင်။ဒီတော့မှကျမတို့အားလုံးလိုရခီးရောက်မှာဖြစ်ပါတယ်။ဒါလေးကသာကျမဒီသတင်းသုံးသက်ချက်လေးကနေပြီးတော့မိဘပြည်သူများအားလုံးနဲ့နိုင်ငံတော်ချစ်ခင်ကြတဲ့သူတွေအားလုံးရက်တည်ချက်သူတွေတူတဲ့သူတွေအားလုံးပေါ့နော်။အဲ့ဒီတွေအားလုံးစီကိုပဲကျမအနေနဲ့သတင်းစကားလေးနေနဲ့စကားလက်ဆောင်လေးနေနဲ့ပါလေးပြရစီတော့ရှင်မိဘပြည်သူများရှင်ကျမကိုတင်ဆက်ပေးမယ့်သတင်းလေးကမိဘပြည်သူများအတွက်သတင်းကောင်းလေးတစ်ခုသာဖြစ်ပါရှင်အဲ့ဒါပါလဲဆိုတော့မန္တလေးတိုင်းမှာဆိုရင် PSMS စော်ဝဲကိုအသုံးပြုပြီးတော့တရားခံကြီးတွေကိုဖမ်းဆီးနေခဲ့တာဆိုရင်ပြည်လေးပြည်တွေက1600ကျော်လောက်မှဖမ်းဆီးရမိခဲ့ပြီဆိုပြီးသိရပါရှင်ပြည်လေးကြီးဆိုတာကတော့စစ်ပြေးရဲ့ရဲပြေးရဲ့တရားခံပြေးရဲ့ရဲဘက်ပြေးရဲ့ဆိုပြီးအမျိုးအစား၄မျိုးပေါ့နော်ပြည်လေးပြေးလို့ခေါ်ပါရှင်မန္တလေးတိုင်းဒေသကြီးတွင်မှာမတ်လ9ရက်နေ့ကနေပြီးတော့မတ်လ21ရက်နေ့ထိပေါ့နော်ပြည်လေးကြီး1659ဦးဖမ်းဆီးရမိထားပါတယ်ဆိုပြီးမန္တလေးတိုင်းရဲတပ်ဖွဲ့အနေနဲ့ထုတ်ပြန်ထားပါရှင်ဒီ PSMS အပလို့စားပေါ့နော် software ပေါ့နော်အဲ့ software ကိုလည်းအခုဒီပြည်ပြင်းမီဒီယာတွေမှာဆိုတကယ်ကွာထနေအောင်ပြောနေကြပြီဒီကသူတို့အချင်းချင်းသိပေးနေကြတာပေါ့နော်ဒီစနစ်ကနေပြီးတော့ပြည်သူတွေကိုဘယ်လိုမျိုးပေါ့နော်သူတို့ကတော့ရှင်းစစ်ကောင်စီပေါ့ရှင်းခေါ်တာပေါ့စစ်ကောင်စီကမတရားဖမ်းဆီးတယ်ဘာညာပေါ့ရှင်တော့မိဘပြည်သူများကိုကျွန်မရှင်းပြရမယ်ဆိုတော့ကျွန်မတို့နီးပညာခေတ်ကြီးတွေမှာအသက်ရှင်နေကြတာရှင်နိုင်ငံတွေကဆိုရင်ကိုယ့်ရဲ့နိုင်ငံလုံခြုံမှုအတွက်ကိုနီးပညာကိုလိုတလောက်သုံးတယ်ကျွန်မနိုင်ငံမှာအခုဆို AI နီးပညာရန်ခက်စားလာပြီတာမန်ပြည်သူတွေတော့မှ AI နီးပညာကိုသိတာနိုင်ငံတော်အစိုးရကမသိပဲနေမလားရှင် AI နီးပညာကိုဘယ်လိုတွေသုံးလို့ရလဲဆိုတော့နိုင်ငံတော်ကမသိကြအကြောင်းမှမရှိတာဒီတော့မှဖြစ်တယ်အချိန်ယူပြီးတော့ဆွေးနွေးကြတယ်တိုင်ပင်ကြတယ်အဖြေရှာတယ်အခုဆိုရင်အဖြေတွေ့သွားခဲ့ပြီရှင်ဒီ software နဲ့ပေါ့နော်ဒီ software လေးရဲ့သဘောတရားကသူက data ရဲဌာနရဲ့ database နဲ့သူကချိတ်ဆက်ထားတာပြီးလို့ရှိရင်သူ့ရဲ့လူတစ်ယောက်ရဲ့မှတ်ပုံတင်ပေါ့နော်မှတ်ပုံတင်ကိုစစ်ဆေးလိုက်မယ်ဆိုရင်ဒီ set ထဲကိုထည့်လိုက်တာနဲ့သူကပြေးလေးပြေးဆင်းမှာပါဝင်နေရဆိုချက်ချင်းသူကအချက်ပေးတဲ့စနစ်ကထပြီးတော့ပေါ်တယ်ပေါ့ပေါ်တဲ့ခါကျရင်ဒီလူကိုဖမ်းဆီးပြီးတော့စစ်ဆေးတယ်ပြေးလေးပြေးထဲမှာပါဝင်တယ်ခုနကပါရှင်ဒီစစ်ပြေးရဲပြေးတရားခံပြေးရဲဘက်ပြေးပေါ့နော်ဒါတွေပါဝင်တယ်ဆိုချက်ချင်းအရေးယူတဲ့ကိစ္စတွေလုပ်မှာပါရှင်အခုဆိုရင်ဒီ software ပေါ့နော်ကားဂိတ်တွေဘာတွေပေါ့နော်လူတွေကိုစစ်ဆေးတဲ့နေရာတွေအားလုံးမှာတိုးချဲ့ပြီးတော့လှုပ်ဆောင်သွားမယ်ဆိုပြီးသိရပါရှင်ကျမတို့နိုင်ငံကိုလုံခြုံစေဖို့အတွက်အကြမ်းဖက်သမားတွေရှမ်းရနေပြီးတော့ကင်းဝေးစေဖို့အတွက်ကတော့ဒီလိုမျိုးတရားခံပြေးတွေကိုဖမ်းဆီးရမိနိုင်ဖို့အဓိကကြပါတယ်ဒါကြောင့်ဒီလှုပ်ဆောင်ချက်လေးဟာဆိုရင်မိဘပြည်သူများအတွက်သတင်းကောင်းတာဖြစ်ပါရှင်ဒါကြောင့်အခုဆိုရင်ဒီနီးစနစ်လေးကတော့တော်တော်ကောင်းမွန်တယ်လို့မြင်ရတာပေါ့နော်ကိုကတရားခံပြေးတယောက်ဖြစ်နေတဲ့စင်းဝင်နေရဆိုတော့လေဒါဖမ်းဆီးမှုတွေကြုံရနိုင်ပါရှင်ခီးသွားလာတဲ့အခါမှာကြုံရနိုင်တယ်ပေါ့နော်ဒါကျွန်တော်ပြောပါတယ်အမြဲတမ်းပြောတယ်နိုင်ငံတော်ကတော့ဒီတိုင်းထိုင်နေမှာမဟုတ်ဘူးလေသိလားကိုယ်နိုင်ငံမှာအကြမ်းဖက်ကိစ္စမှုအတွက်ကိုနှီးပေါင်းဆောင်အသုံးပြုမှာပဲဒါမှမားတယ်လို့ပြောလို့မရအောင်ရှင်ဒီတော့ကိုအခုချိန်ကဆိုင်ပြန်စဉ်းစားကြည့်ပေါ့ရှင်ကျွန်မတရင်နားထောင်ပြီးဆိုပြန်စဉ်းစားကြည့်ပေါ့ငါ2021ကနေပြီးတော့အခုချိန်ထိငါမဟုတ်တာဘာကြီးလုပ်ခဲ့လဲဆိုတော့ပြန်စဉ်းစားပေါ့နော်ပြီးတော့ငါရဲ့နာမည်စင်းဟာနိုင်ငံတော်အစိုးရစီမှာအကြမ်းဖက်အားပေးအကြမ်းဖက်ထောက်ဖို့အနေနဲ့ပါဝင်ခဲ့ဘူးသလားဆိုတာပြန်စဉ်းစားပေါ့ပြန်စဉ်းစားပြီးလို့အဖြစ်ပေါ်တယ်ဆိုတော့လေကိုလုပ်ခဲ့တာကိုသတိရတယ်ဆိုတော့နေထိုင်သွားလာဆင်ခြင်ပေါ့ရှင်းတာပဲရှိရပဲအဲ့လိုတစ်ခုလည်းရှိရဲနေထိုင်သွားလာဘယ်လောက်ထိဆင်ခြင်နေမှာမလို့လဲမြန်မာနိုင်ငံထဲမှာနေလို့ရှင်တော့ဆင်ခြင်နိုင်ကြအကြောင်းမရှိဘူးလေအချိန်တန်လို့ရှင်ခီးသွားတာရှိမယ်နောက်ဆိုခီးသွားတာလည်းမဟုတ်မျိုးထဲမှာပါစစ်ဆေးမှုတွေလုံလာနိုင်တယ်အိမ်ထိရောက်လာပြီးစစ်ဆေးတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ရက်ွက်ထဲမှာစစ်တာလည်းဖြစ်နိုင်တယ်ဒါမျိုးစုံဖြစ်နိုင်တယ်ရှင်အားလုံးဖြစ်နိုင်ရရှိရကြီးပဲဒီတော့ဘယ်မြေကိုပြေးမှာလဲရှင်နီးစပ်တော့ထိုင်းနိုင်ငံပြေးဖို့စဉ်းစားလိုက်နေမလားအုံနောက်ထဲမှာကျွန်မမြင်နေရတယ်အတွေးလေးတွေကိုဒါအုံနောက်ထဲဒီမှာအတွေးလေးပေါ်နေမှာထိုင်းနိုင်ငံကပြေးမယ်ဆိုပြီးတော့မရအောင်ရှင်ထိုင်းနိုင်ငံကလည်းဖမ်းပြီးပြန်ပို့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီစနစ်မှာပါတဲ့ database ဟာဆိုရင် international မှာချိတ်ဆက်ပြီးတော့လုံမှာဖြစ်တဲ့အတွက်ဘယ်နိုင်ငံကိုသွားပြေးမလို့ဘူးရှင်သိလားအင်တာနက်ကတစ်ကမ္ဘာလုံးရတယ်အဲ့လိုပဲဒီစနစ်က software ကအင်တာနက်နဲ့ချိတ်ဆက်လိုက်ပြီဆိုရင်ဒီ data ကတစ်ကမ္ဘာလုံးကိုရောက်ရှိသွားမှာဘယ်နိုင်ငံကိုသွားလို့လွတ်မှာလဲရှင်ကိုကမြန်မာနိုင်ငံမှာနေလို့ပေါ့နော်ငါတော့မလွတ်ဘူးဆိုပဲနိုင်ငံခြားပြေးလို့လေးစိတ်မှာဖမ်းခံရတာလည်းဖြစ်နိုင်တယ်ကိုယ့်နိုင်ငံလေးစိတ်မဟုတ်ဘူးနော်သူများနိုင်ငံလေးစိတ်မှာဖမ်းခံရတာလည်းဖြစ်နိုင်တယ်ရှင်ဒီလိုအားလုံးကချိတ်ဆက်လို့ရတယ်ပြီးတော့ကျွန်မနိုင်ငံကမကြိုင်ရွေးကောက်ပွဲရတော့မှလေအချိန်ကျရင်ပွင့်လင်းမြင်သာတဲ့ဆိုတာတက်လာမယ်ကျွန်မနိုင်ငံကတစ်ကမ္ဘာလုံးနဲ့ချိတ်ဆက်ပြီးတော့ Interpol ပေါ့နော်ရဲတပ်ဖွဲ့ဆိုလည်းဒါ Interpol မှာချိတ်ဆက်ပြီးတော့ကမ္ဘာလုံးဆိုင်ရာရာဇဝတ်ကိစ္စတွေကျွန်မတို့ကစီမံနိုင်တဲ့ကိစ္စတွေဖြစ်လာနိုင်တယ်ရှင် Interpol ဆိုအားလုံးသိတဲ့အတိုင်းပဲကျွန်မနိုင်ငံမှာရှိတဲ့တရားခံပြေးတွေကိုသူများနိုင်ငံမှာရောက်နေတယ်ကျွန်မတို့ဖမ်းလို့ရတယ်နော်အဲ့လိုအခြေအနေတွေပေါ့နော်အားလုံးဆက်ကြည့်မယ်ဆိုရင်အမှုကဆွေးတယ်မရှိဘူးရှင်ကျွန်မနိုင်ငံအတွက်ကတော့ဒါကောင်းသတင်းဆိုပေမဲ့လည်းအကြမ်းဖက်မှုတွေအကြမ်းဖက်ထောက်ဖို့တွေလုပ်ထားတဲ့သူတွေအတွက်ကတော့သတင်းဆိုးပေါ့ဆိုးတာမှတော်တော်ဆိုးတဲ့သတင်းပဲဖြစ်ပါလိမ့်မယ်
နော်ဒါမဲ့လည်းရှင်ကျွန်မပြောသလိုပဲဘယ်သူမပြုတ်မိမိမှုပါပဲရှင်ကိုလောက်တဲ့ကိစ္စမှန်တယ်ထင်လို့ရှင်ဆက်လုပ်ကြပေါ့ဟုတ်တယ်မလားကျွန်မတော့မတောင်းကျွန်မခုနကပိုင်းတဲ့ဆိုင်အားလုံးသတိထားမိရကျွန်မဘယ်တော့မှမတောင်းလောက်ချင်တဲ့လူကိုပေးလုပ်တယ်ဒါမဲ့ဖြစ်လာမဲ့စူးစက်တွေတော့စေတနာနဲ့ရှင်းပြလိုက်တယ်ဟုတ်တယ်မလားခံနိုင်ရှိလို့လုပ်ကြတာလေနော်ခဏရှိလို့လောက်ကြလို့ဘာမှဖြစ်ဘူးဒါမဲ့ဖြစ်လာရင်တော့ဒါလေးတော့ကြိုတင်ပြင်ဆင်တာနော်ဆိုတော့လောက်ပဲပြောလိုက်တာမတားတော့ဘူးရှင်မတားတော့ဘူးပေါ့နော်လူရစင်တာနဲ့မတန်ဘူးလေဒါကြောင့်ကျွန်မမတားတော့ဘူးနော်အဲ့တော့နိုင်ငံတော်ကတော့အစင်စင်လှုပ်ဆောင်လိုက်မယ်ဤပညာတွေလည်းတိုးတက်လာပြီးပြေးစရာညီရတော့တော်တော်ကျင်းသွားမယ်ရှင်တော့ကိုယ့်ကိုအတိတရားရှိရှိနေရမလားမနေရမလားဆိုတော့ကိုယ့်အောင်စဉ်းစားပါတော့စဉ်းစားပါမစဉ်းစားလည်းရပါတယ်စဉ်းစားလည်းရပါတယ်ဘာကြောင့်လဲဆိုတော့အားလုံးကဟိုအသက်တစ်ခုစီဘဝတစ်ခုစီနေပဲလေတတော်တစ်ခုကန်တစ်ခုပဲလေဟုတ်တယ်မလားဒါလေးတော့ကျွန်မပြောချင်တယ်ကျွန်မနိုင်ငံအနေနဲ့လုံခြုံရေးကိုအခုလိုမျိုးပေါ့နော်ဒီပညာတွေမှာပေါင်းစည်းပြီးတော့ပြုလုပ်လာတာကတော့တကယ်ကိုသတင်းကောင်းလေးတစ်ခုပဲကျွန်မနိုင်ငံသားတွေအတွက်ပေါ့နော်ကျန်းမာသမားတွေရှန်ကနေပြီးတော့ကင်းဝေးဖို့အတွက်ခွင့်လန်းကောင်းကြီးတစ်ခုလို့ကျွန်မမြင်ပါတယ်ရှင့်ဒါကြောင့်ဒီစော်ဝဲလေးကိုခုတက်ကိုအဆင့်ပြင့်တင်ပြီးတော့နိုင်ငံတော်အတွက်ပုံမကောင်းမွန်တဲ့လုံခြုံရေးကိစ္စတွေဆောင်နိုင်ပါစေလို့လည်းကျွန်မတို့ဆန္ဒပြုပါရှင်မိဘပြည်သူများရှင်ကျွန်မကိုပြည်သူ့အတန်လေးတစ်ခုတင်ဆက်ပေးချင်ပါတယ်ရှင့်ကျွန်မဒီသတင်းကောင်းစဉ်လေးကိုကျွန်မပေးထားပါတော့ဝတ်တောက်ကားများငွေညှစ်ခံရဆိုပြီးပေးထားပါရှင်ဘာကြောင့်လဲဆိုတော့ဇလန်းလေးကအဲ့လိုမျိုးတကယ်ကိုဖြစ်နေကြလို့ပါကျမစီပို့လာတဲ့စာလေးကျမအနေနဲ့အရင်ဆုံးဖတ်ပြပါမယ်ရှင်မဆုရေးတဲ့မြေပြင်ကကျွန်တော်တို့ကားသမားတွေရဲ့အခြေအနေလေးကိုနိုင်ငံတော်သိအောင်တင်ပြပေးချင်ပါတယ်တဲ့ကျွန်တော်တို့ကမူဆယ်နမ်ခန်းကနေပြီးတော့လာရှို့ကားဆွဲတဲ့သူတွေဖြစ်ပါတယ်တဲ့မှန်ရကိုဝန်ခံရမယ်ဆိုတော့ကျွန်တော်တို့ကားသမားတွေတော်တော်များများက license မရှိပါဘူးတဲ့ဝတ်တောက်ကားလေးနဲ့ပဲသူတို့ပြေးဆွဲတယ်ပေါ့နော်ဟို license ကားလည်းမဝယ်နိုင်ပါဘူးမရဲ့တဲ့ဒီရှိတဲ့ဝတ်တောက်ကားလေးနဲ့ပဲမိသားစုတွေလောက်ကန်စားတော့ရတာဖြစ်ပါတယ်တဲ့ဒါမဲ့ခုနိုင်ငံတော်ကတဲ့တရားမဝင် license ပဲရှင်နေဖမ်းရမယ်ဆိုပြီးတော့ညွှန်ကြားချက်ထုတ်လိုက်တယ်ဆိုပြီးကျွန်တော်ကြားပါတယ်တဲ့အဲ့လိုကြားပြီးတဲ့အခါမှာဆိုသူတို့သွားနေကြပေါ့နော်ကျွန်တော်တို့အနေနဲ့တဲ့ဒီလိုမျိုးပေါ့နော်ရှမ်းပြည်တခွင်ပေါ့လေသူတို့ကားပြေးဆွဲတာပါရှင်အဲ့လိုကားပြေးဆွဲတဲ့အခါမှာဆိုရှမ်းပြည်မှာရှိတဲ့ချုပ်ဂိတ်တွေကကျွန်တော်တို့တဲ့ license မဲ့ကားဆိုရင်တဲ့ငွေကျပ်2သိန်းကောက်ပါတယ်တဲ့2သိန်းကောက်ပဲပေါ့နော်အမရဲ့တဲ့ဒါပြောရမယ်ဆိုတော့တဲ့အရင်တုန်းကတည်းကပေါ့နော်ပတ်စံပေးရတာရှိပါတယ်တဲ့ဒါမဲ့တင်လာတဲ့ကုန်ပေါ်မူတည်ပြီးတော့ပဲပေးရတာပေါ့နော်အဲ့လောက်ထိမပေးရအောင်ပေါ့ရှင်အခုကျတော့သူကပတ်စံအမျိုးအစားနှစ်ခုခွဲပြီးပေးရတယ်တဲ့ကားအတွက်က license မပါလို့2သိန်းပေးရတယ်တစ်ခေါက်ကို2သိန်းပေါ့နော်ကုန်ပစ္စည်းတို့ကတတ်ထပ်ပေးရတယ်နှစ်ကြိမ်ပတ်စံကုန်တာပေါ့ရှင်အဲ့လိုဖြစ်ပါတယ်တဲ့ဆိုပြီးကျွန်တော်ပြောပြတာပါရှင်ဟုတ်ရဲ့ကျွန်တော်တို့အနေနဲ့တဲ့ဘယ်လိုလုပ်အောင်မလဲပေါ့ဆိုပြီးအကြံပြုချက်လေးပါလာတောင်းပါရှင်တော့ကျွန်မအနေနဲ့ကတော့ဘယ်လိုပြောလို့ပြောမှမသိဘူးရှင်ထိုင်းနိုင်ငံမှာရှိတဲ့မော်တော်ယာဉ်နဲ့ပတ်သက်တဲ့စီကံလေးကိုကျွန်မအရင်ဆုံးပြောပြမယ်ပြီးတော့မှပဲသတင်းသုံးသက်ချက်လေးနဲ့တခါလဲရောပြုံးပြီးတော့ပြောပြလိုက်ပါတော့မယ်ရှင်ထိုင်းနိုင်ငံမှာဆိုရင်တို့ကသိရတဲ့အတိုင်းပဲရှင်နေရာနဲ့မှာတို့ CCTV ရှိတယ်အတွက်တော့မီးလက်မှန်တယ်ပေါ့နော်မီးလက်မှန်တယ် CCTV အလုပ်လုပ်တယ်ပေါ့ရှင်လုပ်တဲ့ခါကျတော့သူကားတစ်စီးကနေပြီးတော့မီးနီဖြတ်မောင်းတာတော့ပြစ်လောက်တာတော့ရှိရဆို CCTV မှတ်တမ်းနဲ့သူကမှတ်ထားလိုက်တယ်သူတို့ကအဲ့ဥစ္စာစန်တာလည်းရှိရတို့ကလေဒီ CCTV မှတ်တမ်းအားလုံးကိုထိုင်ကြည့်နေရတို့ကစန်တာတစ်ခုရှိရပေါ့နော်အဲ့ဒီကနေပြီးတော့အဲ့ဒီပြစ်မှုမှတ်တမ်းတွေစုတယ်ပြီးတဲ့အခါမှာဒီပြစ်မှုလုပ်သွားတဲ့အိမ်ပေါ့နော်နောက်နေ့မှာဆိုရင်ချက်ချင်းစာပို့လိုက်တယ်အဲ့စာထဲမှာကျတော့မင်းဒီဘယ်နေ့မှာမင်းမီးနီဖြတ်ထားတယ်ဆိုပြီးတော့ပြောထားတယ်ပြီးတော့တန်းငွေဆောင်ပါဆိုပြီးပြောထားတယ်ပေါ့နော်အဲ့ဒီစာထဲမှာတခါလေသူကဓာတ်ပုံမှာပါပြီးသားဓာတ်ပုံက print ထုတ်ထားတာပေါ့နော်သူတို့ဘယ်နေ့ကဒီမီး point ကနေပြီးတော့မီးနီကိုဖြတ်မောင်းသွားပါလဲဆိုတော့တက်သေးပေါ့ရှင်တက်သေးပါတခါပို့လိုက်တယ်ညင်းလို့မရကိုကားပုံနဲ့မီးနီဖြတ်မောင်းနေတဲ့ပုံနဲ့ပေါ့နော်ပြီးတဲ့အခါမှာသူကအဲ့စာထဲမှာဘားကုတ်လေးပါတယ်အဲ့ဘားကုတ်မှာသူကစကန်ဖတ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ထန်ကြီးကိုတခါလဲတင်သွင်းလိုက်ဒါဆိုနိုင်ငံတော်ရဲ့စာပါထဲမှာတခါလဲစရင်သွင်းပြီးသားပတ်စံရှောက်ပြီးသားသူတို့နီးစနစ်တွေကမစိုးဘူးပေါ့နော်ဒါကတော့ရှင်သူတို့ကတော့နီးပညာတွေမီးတွေမှန်တာဟုတ်အဲ့လိုအခြေအနေရှိရပါပေါ့နော်ဒီတော့သူတို့စီမှာဆိုရင်လမ်းမှာတားပြီးတော့စစ်ခံရဲဆိုရဲဒီလိုပဲစစ်တာကတစ်ဖက်ဟိုပုံစံပေါ့ချက်လက်ပါလဲစလစ်ထုတ်တဲ့ခေါ်မှာစလစ်ထုတ်တာတစ်ဖွဲ့ဘောတော့ပတ်စံကောက်တာတစ်ဖွဲ့ပေါ့ရှင်ပြီးတော့ပတ်စံကသူကအဲ့လိုမျိုး cash ကိုတောင်းတော့မပေးသူကဘန်စလစ်နဲ့ပဲသွားကြတာဘန်အကောင့်တွေပဲလွှဲကြတာပေါ့ရှင်အဲ့တော့နိုင်ငံတော်စီကိုအခွန်အားလျှောက်တယ်ပေါ့အတိအကျလျှောက်တယ်ပေါ့အဲ့လိုပုံစံမျိုးလေးပါရှင်အခုပေးပို့တဲ့ကားဆရာအကိုကြီးကတော့ပေါ့နော်ကျွန်မအမှန်တိုင်းပဲသုံးသပ်မယ်ဆိုတော့သူလည်းပြောထားပါတယ်သူက license မရှိဘူးပေါ့လေ license မရှိတဲ့အတွက်သူလည်းဒီလိုဒုက္ခခံစားရတာပေါ့အဲ့ဒါကနံပါတ်1အပြစ်ဖြစ်နေရရှင်နံပါတ်1အပြစ်ဖြစ်နေတယ်အခုက license မရှိတဲ့နံပါတ်1ဖြစ်ပေါ့နော်ပြီးတော့အဲ့အပြစ်ရှိတဲ့သူကဆိုရင်စီကထိုင်သိမ်းရမယ့်သူရှေ့စီကိုရောက်လာတဲ့အခါမှာစီကထိုင်သိမ်းရမယ့်သူလောက်ရမှာကအခုစီက2သိန်းတော့မှာမဟုတ်ဘူးသူကားစီးလုံးသိမ်းပြရမှာကားစီးလုံးသိမ်းပြရမှာအဲ့လိုပေါ့နော်ဒီတော့စီကထိုင်သိမ်းလောက်ရမှာကားစီးလုံးသိမ်းပြီးတော့ဒီခါကိုရေးယူရမှာဒါပေမဲ့သူဒီ2သိန်းတောင်းနေဆိုတော့ကျမဒီလိုကိစ္စတွေဘယ်လိုဖြေရှင်းမလဲရှင်ဘယ်လိုနှလုံးသားနဲ့ဖြေရှင်းမလဲကျမနိုင်ငံအဲ့လိုရှိရဲကျမဒါပြောရမယ်ဆိုကျမတို့ကျတော့လူသားတွေဆိုနှလုံးသားရှိရဲလေတစ်ဖက်ကကြည့်ရောလေသူကဆို license မဲ့ကားစီးရအတွက်စီးမဲ့ကမ်းမဲ့သူဒါပေမဲ့သူ့ကိုကျမနင်း license မဲ့ကားစီးရလားဆိုပြီးပြောရအောင်ကလည်းသူက license မဲ့ကားလေးပဲတတ်နိုင်ပြီးတော့မိသားစုရှောက်ပြီးကျွေးမွေးနေရတဲ့အခြေခံလူဒန်းစားဖြစ်နေတယ်ကျမကဘယ်လိုနှလုံးသားနဲ့ဖြေရှင်းရမလဲကိစ္စတစ်ဖက်ကကြည့်ပြန်တော့လေနိုင်ငံတော်အတွက်ဒါကလောက်ရမယ့်ကိစ္စကို तू ကကားတစ်စီးလုံးမသိမ့်မဲ့နဲ့2သိန်းယူရဲဆိုတော့အဲ့ဒါကြတော့ဘယ်လိုနှလုံးသားနဲ့ကျမတို့ကြည့်နေရှင်အမှန်ဆိုကားသိမ့်လိုက်တဲ့နာလေကားသိမ့်လိုက်ဒီလူဘဝပြတ်တယ်ဒီတော့2သိန်းလေးပဲကောက်တာပဲကျေးဇူးတင်ရမလို့ကြားရရတယ်ကိုကကြားရကျေးဇူးတင်ရတယ်တော့အော်လို့တော့တည်း2သိန်းပဲမဟုတ်လို့ကားသာသိမ့်လိုက်ဒုက္ခပဲဒီမိသားစုဒုက္ခရောက်ပါပြီဆိုပြီးတော့ကျမနိုင်ငံအဲ့လိုဖြစ်နေရဲ့ရှင်ဒီလားစီကံဖောက်တဲ့သူကလည်းဖောက်တယ်စီကံထိမ့်သိမ့်တဲ့သူကလည်းမထိမ့်သိမ့်ဘူးအဲ့လိုမျိုးဖြစ်တာရှင်ကျမတို့ဒီမော်တော်ဘီကေပေါ့နော်အားလုံးခေါ်ကြရင်ထိရင်မော်တော်ဘီကေနဲ့ဖြစ်တဲ့ပြဿနာဆိုအဲ့လိုပဲကျမမျက်စိရှိမှမြင်ခဲ့တဲ့အမှုတစ်ခုကျမပြောပြမယ်နေပြီးတော့မှပြင်သွားလို့ရှိရင်ကျမရုပ်ဖြတ်ပြီးသွားတာကျမတော့ဘူးမှမသိဘူးပြင်မှမြင်တော့ကျမမှမသိရလေအများကြီးပဲကျမမျက်စိရှိရင်ဖြစ်သွားခဲ့တာမြို့မိ3ယောက်စိုက်ကယ်စီးလာတယ်အောက်ထုတ်လည်းမပါဘူး license လည်းမပါဘူးစိုက်ကယ်3ယောက်စီးရဲအဲ့ဒီမှာပေါ့နော်ဘဲဥရှိရောက်တော့ဘဲဥကတားတယ်ညီမလေးတို့နော်ညီမလေးတို့ဟာဆိုရင်အမှုက3ခုလောက်ဖြစ်နေပြီ license ကလည်းမပါဘူးစစ်ဆေးလိုက်တယ်ဝါရှင်စစ်ဆေးတော့ပထမဆုံးစစ်တာအောက်ထုတ်မပါတာပေါ့အောက်ထုတ်မပါတာနံပါတ်1เนาะချလန်ဆက်လက်တရွက် license မပါတာနံပါတ်2 3ယောက်စီးတာကနံပါတ်3အပြစ်က3ခုဒီတော့ချလန်သာဖြတ်မယ်ဆိုရင်
တမှု9000နဲ့ပဲတွက်လာတော့တသိန်းခွဲကျနေပြီနော်ဒီတော့ညီမလေးတို့ရေးဆိုတဲ့ခါကျတော့ညီမလေးတို့ကအသေးအတန်အကူကြီးရမလုပ်ပါနဲ့ညီမလေးတို့အဲ့လောက်ထိမဖြတ်ပါနဲ့ဘာညာဆိုပြီးတော့အဲ့ဒီမှာဈေးတက်သွားခဲ့တာဆိုရင်ငွေကျပ်3000နဲ့ဈေးတက်သွားတယ်ရှင်တမှုကို1000နဲ့ဈေးတက်သွားတယ်ကျမမျက်စိရှိမှာကိုယ်တိုင်မြင်ခဲ့တာနော်ကိုယ်တိုင်မြင်ခဲ့တာစဉ်းစားကြည့်အဲ့လိုဖြစ်စဉ်ဆိုရင်ဘယ်လိုနှလုံးသားနဲ့ဆုံးဖြတ်ကြမလဲရှင်ဘာလို့အစတွေကစီးကမ်းမဲ့တာလဲနော်ခါကျရင်ရောင်းသူဝယ်သူအဆင်ပြေတယ်အဆင်ပြေကြတယ်သူတို့လေးတွေကကျမတို့ကခါကျရင်ဘေးကနေအာရင်ထင်းရဲတွေမဖြစ်နေဖြစ်တယ်ဆိုပြစ်ပြောနေတာသူတို့ချင်းချင်းအဆင်ပြေတယ်တချို့ဆိုဒီဆိုတော့တင်နေဟဲ့တော်ပါသေးရဲ့ငါတို့လည်းဆက်ကိုချက်လန်တာဖြတ်သွားတယ်တသိန်းခွဲကြမှာလေခု3000ဆိုတော့တော်ပါသေးတယ်တဲ့အော်သူတို့ချင်းအဆင်ပြေနေတဲ့ဇာတ်လမ်းလေးကျမတို့ကသွားနှောက်ယှက်လို့မရအောင်အဲ့လိုဖြစ်နေရဲ့ရှင်ဒီလားအော်စီကမ်းမဲ့တဲ့သူနဲ့ရင်ထင်းရဲနေရတယ်ကျမသမီးကြီးစားလို့ပဲရှိရဲ့ရှင်ဒီလားဟဲ့အဲ့မှာနစ်ကိုတွေ့ပြီဆိုကိုသူတို့ဘဲဦးကိုလို့ခေါ်တဲ့သူရှိရဲ့အဲ့မှာနစ်ကိုတွေ့နေပြီတဲ့ဘာလို့လဲဆိုတော့အမှုတစ်ခုဆိုတော့1000ပဲပေးရလို့ကိုဆိုပြီးခေါ်တာအဲ့လိုအချိန်ကြီးရှင်ဒီလားကျမတို့နိုင်ငံကခါကျရင်ရှိရဲရှိရတယ်ပေါ့နော်ဒီတော့စီကံထိန်းသိမ်းရတယ်သိချာမထိန်းသိမ်းကိုသူကလည်းဂယုနာနဲ့ပေါ့ရှင်ဟုတ်တယ်မလားသူလောက်တာလည်းမှန်ပါတယ်တွေးကြည့်လိုက်ခါကျတော့တသိန်းခွဲကြမဲ့ဟာကို3000လောက်ဆိုလဲတန်တာပေါ့ရှင်သူလည်းမပူပေးဖို့ရတာပေါ့ဆိုပြီးအဲ့လိုမျိုးဖြည့်ရှင်းနေကြတာကျမနိုင်ငံမှာအဲ့လိုသဘောတရားလေးတွေအများကြီးရှိရတဲ့အတွက်အဲ့ဒါကျမအမြဲတမ်းပြောတာပေါ့နော်ကျမတို့စနစ်ကြီးတစ်ခုလုံးပြောင်းမှာပဲရမှာရှင်ဘာကြောင့်လဲဆိုတော့စီကံမဲ့ခြင်းနဲ့စီကံထိန်းသိမ်းရေးကိုပြေဝဆိုမလုပ်ချင်းကကျင်ပေါ်ကျင်ဘက်တွေကိုအရန်ကိုမိတ်ဖက်ဖြစ်နေကြပြီရန်ချစ်နေကြပြီသူကဘာမှကျမတို့ကလုပ်လို့မရအောင်ဖြစ်နေတယ်ဒီစီကံလက်စီကံအခုဆိုဝတ်တောက်ကားတွေမစီးနဲ့ပြောတယ်စီးတာပဲဘာကြောင့်စီးရသူတို့မှအကြောင်းပြချက်တွေကိုစီးနေပေါ့နော်အဲ့ဒီမှာတိုင်းပြည်အဲ့လိုဖြစ်နေတယ်အခုကမရဘူးဒါပေမဲ့စီကံထိန်းသိမ်းရေးကြည့်ပြန်တော့လေငါသားတကယ်အေးယူလိုက်လို့ရှိရင်ကားကြီးလို့ငါသိမ်းလိုက်ရမှာနော်မင်းက2သိန်းနဲ့လုပ်ပေးရမိကန်ကောင်းတယ်မှတ်ဆိုတော့လေဟုတ်တယ်လို့တစ်ဖက်တွေတော့လေဟုတ်တယ်လို့ဆိုတော့မသိရင်ကိုကပဲသူများရဲ့မိသားစုဘဝကိုကဲတင်လိုက်တယ်လို့တကယ်ပဲဒါလည်းကဲတင်လိုက်တာပဲလေသူသာကားသိမ်းလိုက်တယ်မိသားစုဘဝပြတ်အောင်ပါလေပြီးတော့ကျမတို့အဲ့ဇလန်းတွေကိုပေါ့နော်ဒါမဟောတရာခေါ်လာပြီးဖြည့်ရှင်းမယ်ဆိုတော့မှဒါမဟောတရာတော့ခေါင်းချောက်မဲ့ကိစ္စတွေမြန်မာနိုင်ငံမှာအများကြီးရှိရဲ့ရှင်ကျမငငယ်ကစာထဲမှာတင်ကြားခဲ့တဲ့ဖះလောင်းဖြစ်တဲ့မဟောတရာမြန်မာနိုင်ငံမှာလူပြန်ဖြစ်ပြီးတော့ပေါ့နော်အဲ့လိုပေါ့ရှင်မဟုတ်တာကဲ့သို့ဉာဏ်ရည်ရှိသောပုဂ္ဂိုလ်ပေါ့ရှင်အဲ့လိုမျိုးတော်လုံးထက်လုံးသောပုဂ္ဂိုလ်ပေါ့ပြဿနာအားလုံးကိုဖြေရှင်းနိုင်သောပုဂ္ဂိုလ်တယောက်မြန်မာနိုင်ငံမှာလူအဖြစ်နဲ့ရောက်ရှိလာပြီးတော့ကဲတင်မှပဲမြန်မာနိုင်ငံပြဿနာတွေကအလုံးစုံပြေလည်တော့မယ်ဆိုတော့တေချာပါပဲရှင်ဒါလေးကိုပဲကျွန်မသတင်းသုံးသပ်ချက်လေးကနေပြီးတော့ပြောပြလိုက်ပြစီတော့ရှင်ကျွန်မသတင်းသုံးသပ်ချက်လေးတွေကိုအမြဲတမ်းပဲအားပေးခဲ့ကြတဲ့ဒီဘက်သူနဲ့အားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေကျွန်မတို့အေဂျင့်လှပတဲ့နိုင်ငံတော်သစ်စီကိုအများဆုံးရောက်ရှိနိုင်ပါစေလို့ကျွန်မတို့ Prime Media မိသားစုမှာဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင် Thank you